လုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ Grow a Garden 2ဆော်ဝါမှာပဲဖြစ်ပါတယ်အင်းကြီးကတော့အရာတက်နေလမ်းမကောင်းအားကြောင့်မို့ကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်ပေးသွားပါဦးဟုတ်ကဲ့ပါ like subscribe လေးပါခုဆိုကျွန်တော်ခု sporting ပေးတာတော့ Levi gaming ပဲဖြစ်ပါတယ်ခင်ဗျာသူ့ channel ကိုလည်း like subscribe လုပ်ပေးပါဦးခုဆိုရင်တော့ကျွန်တော်ကသူ့ကိုစောင့်နေရမှာဖြစ်ပါတယ်အားကြောင့်မို့သူဝင်မလားစောင့်နေပဲပြောဆိုရင်ဝင်လာ A few moments later bro ဒီကောင်စပြီးမှမသိဘူးဒါပေမဲ့ဒီကောင်ချက်ထဲမှာဒီကောင်ကမမြင်အောင်ဘာလို့လဲဆိုသူကကျွန်တော်ထငယ်နေလို့ပါပြောရင်ဆိုရင်ညာမို့4မိနစ်ပဲလိုတော့ကွာမြင်စမ်းလုံးစရာရှိရလောလုံးစရာရှိရလို့ပြီးဆိုအတီးပြန်ပြီးရောင်းဆောင်နေတယ်အတီးအုံစောပြီးဆိုအတီးဝယ်ပါရဲ့ဟာကောင်းလာလဲအုံစောဘူးကွာကောင်းလာဆိုလို့ဘာမှမရှိဘူးဘန်ဘူးလေးပဲရှိရဲ့အရှိရဘန်ဘူးလည်းဝယ်ပြလိုက်မယ်ရှာလို့ဝယ်ပြီးသွားပြီဆိုတော့ကျွန်တော်စိုက်ပါမယ်ကျွန်တော်စိုက်ဖို့ဆိုဒီဘိုင်ဂိမ်းမင်းတော့ပြောက်တယ်ပဲပြောက်နေအောင်မသိဘူးမထွက်သေးဘူးကွာစီရလဲဘာမှအောင်ဆုံးနေထားလေးပတ်ကွာခဏခုံလိုက်ပါမခုံတာကြတော့တိတ်တော့မခုံတတ်တော့ခုံတော့ခုံနေရပဲဒါမဲ့တိတ်မခုံတော့လီဘိုင်ပြောက်နေတယ်ကိုလိုဝိုင်းရှာပြီအော်ဒီမှာတွေ့ပြီမင်းပဲရှောက်သွားနေဟာဒီကောင်ပတ်သွားနေတာကီယာလည်းတိတ်ပြီးအောင်ဆိုဝဲအန်ကူမစပရင်ကလာကိုမူဝတ်တယ်လည်းဝဲပြီကွာဒါရတိန်းထားမှရမယ်အကြီးကြီးရဆိုအပင်ပဲလောင်းလိုက်ပါတော့မယ်ဒါယူဘာမှလည်းအဲ့လိုတိတ်မလို့ဆိုအတီးရင်ကူလာအောင်မငါကဲကူရောင်းစားပြီဆိုနောက်ထပ်စောင့်လိုက်ပါဦးမယ်ဗျာ A few moments later ရန်ကုန်တိုင်းတော့တောင်းနေဟုတ်သိပြီလားမင်းလည်းသိပြီလားတဲဟုတ်တယ်ရှင်တေးသားချောကွာရောကွာသိပြီလားမမရှိဘူးရောကွာသိပြီလားရောကွာရှောရောနှကောင်လုံးသိမင်းလာကောင်းရင်မင်းလာကောမထီဘူးမင်းလာကောသိပြီလားလာမင်းရှောင်းလာတော့ဘယ်ကွာမြိုက်တော့ A few moments later ကိုပြာကြီးနဲ့ပပြင်းတာတော့အကောင်လည်းလိုက်မနေတော့လိုက်လဲဘာမှဟိုအောင်ပြဘူးဆိုကွန်ညရောက်တော့မဟာအိုးခိုင်မော့သူများလာခိုးလေဘူးမဲဘာရောင်းတယ်တော့လဲဟဲ့ငါဒီခုနေတေးပြီလားလာပြီးတော့ခုကြောင်ခိုးဝင်မင်းလာခိုးနေမင်းလာခိုးလည်းမရမှာမဟုတ်တော့ဘူးခိုးနေရောနေကြီးလေး A few moments later Hey young Levi ဘာတွေခိုးနေတာလဲမင်းကြောက်တော့မခိုးတော့ငါလည်းခိုးမယ်မြန်ဟာအမြန်လို့မအေးရောက်ပြီโอ้ยသူများဟာခိုးဟေးလိုက်လာပြီ Oh my god လိုက်လာပြီ Oh my god ဟဲ့ဒီမဒီLevi လည်းခိုးလာတာငါလည်းတူပဲဘယ်လောက်ရမလဲမသိဘူး Oh the fuck အဲ့လောက်တော့ရတာ What the hell ပြန်အောင်စားကြည့်မယ်ဘယ်လောက်ရမလဲအဲ့လောက်ပဲရမယ်ထင်တာပဲ35စက္ကန့်မကျန်တော့ဟာနိုင်ရောက်ဖို့
မြင်မြင်ဆန်ဆန်လို့ရမယ် အဲ့ဒါလည်းတော်တော်ကြာသွားဆိုဒီတောသားလေးရှိကိုတွားလာအောင်ရိုက်လို့မရဘူးကွာသူ့စားသူ့ဂါးရင်းထဲမှာမလို့အဲ့ဆိုရင်ဘေကောင်းရိုင်းကောင်းမလို့မသိဘူးညဘက်စီဆိုအတီးခိုးရမှလည်းကြောက်တယ်ကိုယ့်ဘက်ကိုဂါးရင်းမှာအတီးပြန်ခိုးပြီးရောင်းစားရင်ကောင်းမယ် A few moments later. ကျွန်တော်အတီးခိုးနေလဲကြာနေဂူဒီလဲဟိုအောင်ဖြစ်သိဂါးရင်းကိကိုပြင်းစရာကြီးအားကြောင့်မို့ဘီယူကနည်းနည်းတော့ကြာနေ9မိနစ်လောက်တော့ရှိပြီလီဗန်ကတော့မထွက်သေးဘူးခုထိအဲအားကြောင့်မို့ကျွန်တော်လည်းစော့နေတာပေါ့သူများပြောင်းဘူးအဲ့ကောင်ပြောင်းလီဗန်ပြောင်းပြီးခိုးပြပြီမသိဘူးကွာအဲကြောင့်ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ပေးပါဦးဒီကောင်ဟာရောင်းစားလိုက်တော့ဘယ်လောက်မှတန်ကြီးမရှိဘူးanimation နဲ့တော့မိုက်တယ်ကွာကျန်တယ်ထုတ်ထားပေါ့ပြီမဲ့အရင် grow and garden ပူကောင်းတယ်လို့ခံစားရဒါပေမဲ့ဒါအသစ်ဆိုတော့အပေးရတာပေါ့ garden game လို့မင်းတို့မန္တလေးတိုင်းတောင်းရင်ရှောင်းလာလားရှောင်းရောတော်ပြီဟုတ်ကွာတေးပြီလားကိုတပြန်ကွာလွန်းထုတ်ပါတနာပါမပြေးနဲ့မပြေးနဲ့တေးပြီလားအားလုံးမဒီနေ့ဗီဒီယိုလေးတော့ပါပဲကျွန်တော်ဒီနေ့ရနာချင်ပါတော့မလဲဆိုပါ